မင်္ဂလာပါရှင်ဂျပန်နိုင်ငံမှာဒါဆိုလို့ရှိရင်တော့ content ကပြီးဆုံးသွားပါပြီရှင်ဂျပန်မလေးရှားစင်ကာပူကိုင်တွေမင်းရဲ့ဘဝတိုးတက်ဖို့အကောင်းဆုံးလေမင်္ဂလာပါရှင်ဂျပန်နိုင်ငံမှာလာစာအရန်ကောင်းတဲ့ရေမောင်းအလုံးနဲ့တာယာလောက်ကိုင်ချင်ပါသလားဒါဆိုရင်တော့တခုသိလက်မှတ်လေးရှိထားဖို့လိုမယ်နော်အဲ့တော့ taxi driver truck driver bus driver စားတဲ့ပေါ့နော်ဒီ driver exam fountain model လေးနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုလေးထဲမှာဆက်လက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်โอเคစာမေးပွဲဖြစ်ဆိုချိန်ကတော့မိနစ်80ဖြစ်ပြီးတော့မားမှန်အပုတ်30မှာ18ပုံမှန်ရမယ်ရွေးချယ်အပုတ်20မှာ12ပုံမှန်ရပါမယ်ရှင်စာမေးပွဲကတော့ခုံကျန်နေဆိုလို့ရှိရင်တော့အချိန်မရွေးပေါ့နော်ဖြည့်ဆိုလို့ရပါတယ်ရှင်ဒါဆိုရင်တော့ fountain model နည်းလေးကိုတူတူကြည့်လိုက်ကြရအောင်နော်ဟုတ်ကဲ့ရေမောင်း exam တွေကကြတော့ပေါ့နော်ဒီ prometric နဲ့သွားတာမဟုတ်ဘဲနဲ့ class NK website ကနေသွားတာဖြစ်ပါတယ်ရှင်အဲ့တော့ဒီပေါ့နော်ဒီပေးထားတဲ့ link ထဲကိုဝင်မယ်ဝင်ပြီးသားပြီဆိုလို့ရှိရင်ဒီပထမဆုံးဒီစာမျက်နှာလေးကြားလာမယ်အဲ့တော့ဒီစာမျက်နှာလေးမှာကိုကကြတော့ဒီဗာလဲအကောင့်မရှိထားတဲ့အတွက်ကြောင့်မလို့ပေါ့နော် login တော့ချက်ချင်းတော့လုပ်လို့မရပါဘူးအဲ့တော့ဒီဘက်ကပေးထားတဲ့ဒီအကွက်ကလေးနှစ်ကွက်ပေါ့နော်အဲ့နှစ်ကွက်ထဲမှာဒီဘက်အကွက်လေးကိုနှိပ်မယ်ဂျူခန်းရှာတိုးတို့ခုဆိုတာလေးကိုနှိပ်မယ်ပေါ့နော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင် mail ထည့်ပေးရပါမယ် email လေးထည့်ပေးရပါမယ်ပြီးတော့ရင်အောက်ကအပြရောင်စာတန်းလေးကိုနှိပ်ပါမယ်ပေါ်လာမယ်ဆိုလို့ရှိရင်အောက်ဆုံးထိဆွဲချမယ်ဆွဲချပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဒီညာဘက်ခြမ်းကအပြရောင်စာတန်းလေးကိုထပ်ပြီးနှိပ်ပါမယ်နေပြီးသွားပြီဆိုလို့ရှိရင်ခန်းလျောဆိုပြီးတော့ပြီးဆုံးသွားပြီပေါ့နော်အဲဆိုလို့ရှိရင်ကိုယ့်ရဲ့မေးထဲကိုပေါ့နော်ဒီလိုလေးဒီ class NK ကနေပြီးတော့ပို့လာတဲ့မေးလေးဝင်လာမယ်ပေါ့နော်အဲကနေပြီးတော့ဒီပေးထားတဲ့ link ထဲကိုထပ်ပြီးတော့ဝင်ရပါမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလိုလေးပေါ်လာပါမယ်အဲဆိုလို့ရှိရင်လိုအပ်တဲ့အချက်လက်လေးတွေကိုဖြည့်မယ်ပေါ့နော်အမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ data လေးတွေကိုအမှာမေးထည့်မယ်အလေးအဲဆိုရင်ဒီလိုလေးတွေပေါ်လာမယ်အမှဆိုလို့ရှိရင်ကိုယ့်ရဲ့မေးလိပ်စာတွေပေါ့နော်နာမည်တွေအမှလိုအပ်တာလေးတွေပေါ့နော်ကိုယ့်ရဲ့ data လေးတွေအချက်လက်လေးတွေကိုအကုန်သွင်းမယ် password ဆိုပြီးတော့ပေါ့နော်password လေးရှိပါမယ်အဲ့ password ကကြတော့စလုံးပေါ့နော်10လုံးအထက်ပေါ့နော်10လုံးအထက်ဆိုတော့ကိန်းကနန်းလည်းပါရမယ်ဒီ symbol တွေလည်းပါရမယ်ပြီးရင်ကိုယ့်နာမည်လည်းပါရမယ်ပေါ့နော်နာမည်တစ်ခုခုပါရပါမယ်ဟုတ်ပြီးတော့လို့ရှိရင်တော့ confirm password လေးထပ်ပြီးဖြည့်ပေးရပါမယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ဒီပေါ်လာတဲ့ဒီ confirm ဆိုတာလေးကိုပေါ့နော်ထပ်ပြီးတော့နှိပ်ပေးရပါမယ်ဆိုလို့ရှိရင်ပြီးတော့ရင်တော့ဒီစာမျက်နှာလေးပြန်ရောက်လာပါမယ်ဒီစာမျက်နှာလေးမှာဆိုလို့ရှိရင်ကိုယ့်ရဲ့မေးတွေထည့်မယ်ပြီးတော့ရင်ခုနကကိုဖြည့်လိုက်တဲ့ password လေးထပ်ပြီးထည့်ရပါမယ်ပြီးရင်တော့ I am not robot ဆိုတာလေးကိုနှိပ်ပေးရပါမယ်ပြီးတော့ရင်တော့ login လေးဝင်လို့ရပါပြီရှင်အဲ့ပိတ်ချက်ကဒီ task လေးပေါ့နော်အဲ့ဒါလေးကိုCPT ဆိုတာလေးကိုရွေးချယ်ပေးရပါမယ်ပြီးတော့ရင်တော့ညာဘက် channel မှာရှိတဲ့ဒီအပြာရောင်စာတန်းလေးပေါ့နော် register for the CPT ဆိုပြီးတော့အဲ့ဟာလေးကိုနှိပ်ပေးရပါမယ်ရှင်အဲ့ဒါနှိပ်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီမှာ automobile ဆိုပြီးတော့ပေါ်လာမယ်ကိုကဘာဖြစ်ချင်တာလဲ truck လား taxi လား bus လားပေါ့နော်အဲ့ဒါနဲ့ကိုဖြစ်ချင်တဲ့ဟာလေးကိုရွေးချယ်ပေးရပါမယ်ရွေးချယ်ပြီးသားပြီဆိုလို့ရှိရင်ဟုတ်မပုံတင်ရှင်းနောက်ပေါ့နော်မပုံတင်ရှင်းနောက်လေးထည့်ရမယ်ပြီးသားလို့ရှိရင်တော့ရေမောင်းလိုင်စင်ရဲ့ရှင်းနောက်ကိုထပ်တင်ပေးရမှာဖြစ်ပါတယ်ရှင်အဲ့ရလေးပေါ်လာပြီဆိုလို့ရှိရင်တော့အနည်းဆုံးတစ်ရက်ကတော့စောင့်ပေးရပါတယ်ရှင်ဒါလေးပေါ်လာပြီဆိုလို့ရှိရင်ဟုတ်တရက်ကြာလို့ပြန်ကြည့်လိုက်ပြီဆိုလို့ရှိရင်အိမ်မှာအစိမ်းရောင်လေးပြန်ပေါ်လာပါမယ်အဲအစိမ်းရောင်လေးပေါ်တဲ့ဟာလေးကိုထပ်ပြီးတော့နှိပ်ပေးရပါမယ်နှိပ်ဒီလိုလေးပေါ်လာပါမယ်ဒီလိုလေးပေါ်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ automobile ပေါ့နော်ဒီ transportation ဆိုတဲ့ဟာလေးဒီ file လေးထဲကိုဝင်မယ်ဒီ link လေးထဲဝင်မယ်ဝင်ပြီးသားပြီဆိုလို့ရှိရင်ဒီလိုစာတန်းလေးပေါ်လာမယ် agree ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးတော့ရင်တော့ဒါလေးကကြတော့ပေါ့နော်ကိုဖြည့်ဆိုခြင်းတဲ့ဒီ test center ပေါ့နော်ဖြည့်ဆိုခြင်းတဲ့ test center တွေပြီးတော့လို့ရှိရင်ရက်တွေအချိန်တွေကိုပေါ့နော်ရွေးချယ်ပြီးတော့ငွေပေးချေလို့ရပြီဖြစ်ပါတယ်ရှင် test center လေးတွေကိုသူကချပေးပါလိမ့်မယ်ကိုဖြည့်ဆိုခြင်းတဲ့ test center ကိုရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုလေးပေါ်လာပါမယ်နော်ဒီလိုလေးဒါလေးဆိုလို့ရှိရင်တော့ရက်ပေါ့နော်ရက်တွေလတွေရွေးချယ်လို့ရတယ်ရက်လက်ရွေးပြီးသွားပြီဆိုလို့ရှိရင်အချိန်ပေါ့နော်အချိန်လည်းရွေးလို့ရပါတယ်ရှင်အချိန်လေးကိုဖြည့်ခြင်းတဲ့အချိန်လေးကိုတခြားလေးစစ်စစ်ရွေးချယ်ပြီးတော့ book လုပ်ပေးရပါမယ်ပြီးတော့ရင်ငွေချေတာကကြတော့ဒေါ်လာ$39ကြာတဲ့မှာဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့ fountain ကပြီးဆုံးသွားပါပြီရှင်ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားတဲ့အတွက်မိမိဘာသာပေါ့နော်ဒီ exam form ကိုတင်နိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်